အဆိုင်ခဲနဲ့တည်ရှိတဲ့ acid တွေရှိတယ်ဆိုတာဒါမှမဟုတ်အငွေ့အနေနဲ့တည်ရှိတဲ့ acid တွေရှိတယ်ဆိုတာသိပြီးပြီလား acid ရဲ့ pH ကသူ့ရဲ့ပြင်းအားကိုမဖော်ပြဘူးဆိုတာရောသိပြီးပြီလားငါတို့ရဲ့ခန္ဓာကိုယ်တွေမှာ acid ရှိတယ်ဆိုတာရောသိပြီးပြီလားဒီနေ့မှာတော့ Treasure Land Education ကနေ acid အကြောင်းကိုပြောပြပေးသွားမယ်နော်ဆရာကတော့ Treasure Land Education က admin Olive ပဲဖြစ်ပါတယ်ငါတို့ရဲ့အစာအိမ်ထဲမှာ hydrochloric acid ရှိတယ်အဲ့ဒီ hydrochloric acid ကအစာချေဖြစ်ဖို့ကူညီပေးတယ်ဆိုတာတော့အားလုံးသိပြီးကြပြီထင်ပါတယ်နော်ချိုချင်နေစားမယ်ဆိုရင်ဘာကြောင့်မလို့ချိုလေးဖြစ်နေတာလဲ citric acid ကြောင့်ပေါ့ acid ထဲမှာဆိုရင်ရွှေဟိုတောင်အရေးပြောစေနိုင်တဲ့ aquaricia ဆိုတဲ့ acid ရှိတယ်ဆိုတာရောသိပြီးပြီလား acid ဆိုတာဘယ်လိုမျိုးလဲ acid ဘယ်ကနေစတယ်လဲ acid ဆိုတာ Latin ဘာသာစကား acidus ချင်သောဆိုတဲ့အဓိပ္ပာယ်ကနေဆင်းသက်လာတာဖြစ်ပါတယ်ရှေးလူကြီးတွေကတော့တမယာရည်ရှာလကာရည်အဲ့ဒီကချင်တဲ့အရာတောင်ပထမအဆုံးသတိထားမိကြတယ်1986မှာအန်တိုနီလဘွိုင်စီယာလို့ခေါ်တဲ့ပညာရှင်ဟာဆိုရင် acid ဆိုတာအောက်ဆီဂျင်ပါလို့ acid ဖြစ်တာလို့ယုံကြည်တယ်ဒါပေမဲ့လဘွိုင်စီယာရဲ့ theory ဟာမှားယွင်းနေခဲ့တယ်1889ခုနှစ်မှာအာဟီနီယက်စ်က acid ဆိုတာရေထဲမှာ hydrogen ion H+ တွေကိုထုတ်ပေးတာဖြစ်တယ်လို့ရှင်းပြခဲ့တယ်ဒါကြောင့်မို့လို့ acid တွေဟာလျှက်စစ်စီးကူးနိုင်တယ်လို့သိကြတယ်1923မှာတော့ Bronsted Lowell လို့ခေါ်တဲ့ပညာရှင်က acid ဆိုတာ proton H+ တွေကိုပေးနိုင်တဲ့အရာဖြစ်ပြီးတော့ base ဆိုတာက proton တွေကိုလက်ခံတဲ့အရာလို့ကျေပြန့်စွာအဓိပ္ပာယ်ဖွင့်နိုင်ခဲ့တယ်အရင်တော့ကသိထားချက်အရဆိုရင် acid တွေအကုန်လုံးကအရည်လို့ထင်ခဲ့ကြတယ်တကယ်တော့မဟုတ်ပါဘူးဗီတာမင် C ဆေးပြားတွေဟာဆိုလို့ရှိရင်အဆိုင်အခဲ acid တွေဖြစ်ပြီးတော့ hydrogen chloride ဟာဆိုလို့ရှိရင် acid အငွေ့ပဲဖြစ်ပါတယ် pH 1ဟာဆိုရင် acid ပြင်းအားအများဆုံးဖြစ်ပြီးတော့ pH 3ဟာဆိုလို့ရှိရင် acid ပြင်းအားလျော့တယ်နော်ဒါပေမဲ့တကယ်တမ်းတော့ pH ဟာ acid ရဲ့ပြင်းအားကိုပြတာမဟုတ်ပါဘူးပြားရည်ဖြစ်တဲ့ pH 3.9 ဟာဆိုရင်တံမြာရည်ဖြစ်တဲ့ pH 2ထက်ရှာကိုပို့ပြီးတော့ပူလောင်စေပါတယ်တကယ်တော့ pH ပမာဏဟာ acid ဘလောက်ပြင်းထန်တယ်ဆိုတာကိုဖော်ပြနေတာမဟုတ်ဘူးဖြစ်ပါတယ်ဒါဆိုရင် acid အလုံးကအန္တရာယ်ရှိနေတာလားမဟုတ်ပါဘူးเนาะတံမြာရည်ဒါမှမဟုတ်ပန်းသီးရည်တို့ဟာဆိုလို့ရှိရင်အန္တရာယ်မရှိတဲ့ acid တွေဖြစ်ပါတယ်ပြီးတော့အားကောင်းတဲ့ acid နဲ့အားနည်းတဲ့ acid ဆိုတာလည်းရှိပါသေးတယ်ဒါပေမဲ့အားကောင်းတဲ့ acid ဖြစ်တဲ့ strong acid တွေကိုတော့သတိထားရမှာဖြစ်ပါတယ်ဥပမာပြောမယ်ဆိုရင်တော့ဘက်ထရီအိုးတွေမှာသုံးတဲ့ sulfuric acid ပေါ့အားနည်းတဲ့ acid တော်တော်များများကတော့စားတောက်ကုန်ထဲမှာပါနေတာကိုတွေ့ရပါလိမ့်မယ်စိုက်ပျိုးရေးတွေမှာဆိုလို့ရှိရင်ဓာတ်မြေဩဇာလုပ်ဖို့ nitric acid တွေရှိတယ်စားတောက်ကုန်တွေမှာဆိုရင်ဒိန်ချင် chocolate soda ဒါတွေမှာဆိုရင် acid တွေပါတယ်အစာအိမ် acid ဟာဆိုရင်အစာကိုခြေဖြတ်ဖို့အတွက်အကူအညီပေးတာဖြစ်တယ်လို့အရေးပြားပေါ်က pH ပမာဏဟာဆိုရင်လည်းဘက်တီးရီးယားပိုးမွှားတွေကိုတိုက်ထုတ်ပေးနေပါတယ်ကဲ acid တွေဟာတိတ်ပြီးတော့စိမ့်လာတဲ့ဓာတ်ရုပ်ဗေဒပစ္စည်းတွေမဟုတ်ဘူးဆိုတာသိသွားပြီနော်ဒါဆိုရင်ကျွန်တော်တို့ရဲ့နေ့စဉ်စားတောက်တဲ့ပစ္စည်းတွေဒါမှမဟုတ်ကျန်းမာအောင်လုပ်ပေးတဲ့ပစ္စည်းတွေဒါတွေကိုကူညီပေးနေတဲ့သူရဲကောင်းတွေပဲဖြစ်ပါတယ်ဓာတ်ခွဲခန်းတွေမှာသို့မဟုတ်ရုပ်ရှင်ကားတွေမှာ acid ဖိတ်လို့အလန့်တကြားနေရမှာမဟုတ်တော့ဘဲနဲ့ acid တွေကိုချက်တတ်အောင်ကြိုးစားကြပါစို့နော်